ကျွန်တော်ပြောစရာလေးတစ်ခုရှိလို့ဗျကျွန်တော်စဉ်းစားနေတာပြောရကောင်းမလားမပြောရကောင်းမလားပေါ့နော်ဒါပေမဲ့ကျွန်တော်နေတိုင်းဒါဟောကြီးတွေ့နေတော့လည်းပြောချင်စိတ်ကလေးဖြစ်လာတယ်ဗျဘလို့လဲဆိုတော့ဗျာတန်ဖိုးထားတာမှာတန်ဖိုးရှိမှာလေဗျာနော်အဲဒါကြောင့်ကိုတန်ဖိုးရှိအောင်နေတတ်ဖို့ကျွန်တော်ပြောပြချင်တာပါကျွန်တော်ယောက်ျားလေးတယောက်ဗျာအခုလောလောဆယ်ကျွန်တော်မှအလုပ်ကိုင်းမရှိဘူးကျွန်တော်ဆင်းရတယ်ဒါပေမဲ့ကျွန်တော်ပိုင်းလုံးဖို့ပါတာကျွန်တော်မပါဘူးဒီလိုပြောရတဲ့အကြောင်းရင်းကလည်းကျွန်တော်ထင်သေးလို့ပဲလာပြောတာလားတကယ်ပဲသူတို့ရင်ထဲရှိလို့လားဆိုတာတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့ခက်တာကအဲ့လိုလာပြောတဲ့သူတွေကသူတို့ရဲ့ပုံအစစ်မှန်မတင်းဘူးဗျာအဲ့ပြင်အကောက်ထဲဝင်ကြည့်လိုက်တယ်သူတို့ရဲ့ပုံအစစ်မှန်မရှိဘူးအဲ့တော့လူတွေကိုလိန်ညာချင်းတွေမပြုတ်လောက်ကြပါနဲ့လို့လိန်ညာချင်းမှာကင်းဝေးကြပါစေလို့ကျွန်တော်အဲ့လိန်နာညာကိုကျွန်တော်လည်းမလုံးကျွန်တော်အကောက်ထဲလည်းဝင်ကြည့်ပါဝင်ကြည့်လို့ရအောင်ဘယ်လိုလဲဆိုတော့ဗျာလူတယောက်ကိုလိန်လိုက်ညာလိုက်လို့ညာလိုက်တဲ့လူကဘာမှလည်းရမသွားဘူးအညာခံရတဲ့လူမှကြတော့ညှော်လင့်ချက်တို့သူတို့အတွက်အချိန်တို့ဆုံးရှုံးနေရတယ်ရှိတတ်ပါတယ်ရှိလက်ရှိခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့ဘူးလို့ကျွန်တော်ခုလိုမျိုးပြောပြတာပါအဲ့လိုမျိုးပေါ့နော်အလိန်အညာလေးဆိုလို့ရှိရင်တော့မခင်ခင်ရတယ်လို့လာမအပ်ပါနဲ့ကျွန်တော်အခုအကောင့်မှာလူကလည်းပြည့်နေတဲ့အခါကျတော့လည်းတက်တော့လက်ခံပေးတယ်ပေါ့နော်ကျွန်တော်လူရွေးပြီးလက်ခံတာတော့မဟုတ်ပါဘူးမပြည့်သေးလို့ရှိရင်တော့လက်ခံပေးပါအခုအကောက်ကလည်းပြည့်နေတဲ့အတွက်အားလေးတော့အားလည်းပေးကြပါလို့ကျွန်တော်ပြောနေတဲ့ခင်းတတ်ရင်မောင်နှမအရင်နေလို့စတယ်အခုညီပေးနိုင်တဲ့နေရာမျိုးဆိုရင်ကျွန်တော်အခုညီပေးတယ်ကျွန်တော်မှမရှိတာကြီးတော့ပြောလို့ပဲရမယ်ဗျာနော်ပတ်စံဆိုတော့ကျွန်တော်မှမရှိဘူးပေါ့ကျွန်တော်လိုအားနဲ့ကျွန်တော်နဲ့နီးနေတယ်ဆိုတော့အခုဆိုင်ကယ်တစ်ခုကိုဘိန်းပေါက်တယ်ပေါ့နော်မောင်လေးလာဖားပေးသားမှာဆိုရတယ်ဆိုင်ကယ်စီပြက်လို့ရတယ်အဲ့ဒါမျိုးလုပ်ပေးလို့ရတယ်ကျေးဇူးပါအားလုံးကျွန်တော်ချစ်တာခင်နေပါတယ်ဗျ